အသင်းရဲ့ထိပ်ပိုင်းအရာရှိတွေနဲ့အစင်မပြေတဲ့ Ruben Amorim တယောက်အသင်းကနေထုတ်ပယ်ခံလိုက်ရပါပြီဒီနေ့မှာပဲလုံးဝ surprise သတင်းတစ်ခုတက်လာတယ်ယူရတဲ့အသင်းကသူတို့အသင်းရဲ့နီးပြဖြစ်တဲ့ Ruben Amorim ကိုအသင်းကနေထုတ်ပယ်လိုက်ပြီဆိုတဲ့အကြောင်းကိုတရားဝင်ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်ဒီအစောပိုင်းတော့ကျွန်တော်တို့ဒီChelsea ရဲ့နီးပြEnzo Marescaကို Chelsea ကထုတ်ပယ်လိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီStrasbourg ရဲ့နေပြဖြစ်တဲ့ Leandro Rosina ကိုခံဖို့အတွက်လက်ရှိအချိန်မှာ Rosina လန်ဒန်ကိုရောက်နေပြီလက်ရှိအချိန်မှာပဲတိတ်မကြတော့တဲ့အချိန်မှာပဲဒီ United အသင်းကဒီလိုမျိုးလုပ်ပစ်လိုက်တယ်ပေါ့နော်ဒါကဘယ်လိုပြောရမလဲဆိုတော့နီးပြ Ruben Amorim သူ့အနေနဲ့ခေါင်းမာတာတွေလည်းပါတယ်တချို့ချက်တွေသူ့အနေနဲ့ခေါင်းမာတာတွေရှိတော့အသင်းရဲ့ဘိုးဖွဲ့ကြီးချာမှာပြဿနာတွေနဲ့အစိုးရရှိနေခဲ့တာပေါ့နော်လက်ရှိအချိန်မှာတော့အသင်းရဲ့ဘိုးဖွဲ့ကဘာပြောလဲဆိုတော့အသင်းရဲ့လက်ရှိအချိန်မှာအဆင့်6ကိုရောက်နေခဲ့ပြီဒါကြောင့်မို့အသင်းရဲ့ခေါင်းဆောင်ပိုင်းတွေကဒီလိုမျိုးဆုံးဖြတ်ချက်ကိုချခဲ့ရတာဖြစ်တယ်ပေါ့နော်အသင်းကိုဒီထက်ပုံမှုပြီးတော့ကောင်းမှုဖို့ဒီထက်ပုံမှုပြီးတော့ရှေ့ဆက်တဲ့အနာဂတ်မှာကျွန်တော်အောင်မြင်မှုတွေရရှိဖို့အတွက်အခုလိုမျိုးဆုံးဖြတ်ချက်ကိုချခဲ့တာဖြစ်တယ်လို့လည်းအသင်းဘက်ကထုတ်ပြန်ခဲ့တယ်ပေါ့နော်ဒါတော့ Ruben Amorim ကဒီကျွန်တော်တို့ဒီအစောပိုင်းသတင်းတော့ကတော့ယာဒီကုံမှာချန်ပီယံလိဝင်ခွင့်မရဘူးဆိုရင်ထုတ်ပယ်ခိုင်းမယ်ဆိုတဲ့သတင်းကမဟုတ်တော့ဘဲနဲ့အခုယာဒီတော့မကုန်သေးဘူးဒီဘန်လေးနဲ့ပွဲတော်မကန်တော့ဘူးပေါ့နော်အဲ့ချိန်မှာတော့ဒီဘက် Ruben Amorim ကထုတ်ပယ်ခံလိုက်ရပါပြီသူရဲ့နေရာမှာတော့အသင်းရဲ့ဝါရီခဏကစားမဟောင်းတစ်ခုဖြစ်တဲ့ Darren Fletcher ကဒီဘန်လေးနဲ့ပွဲကိုဒီယာယီနီးပြအပြင်နဲ့ကင်နေသွားမှာဖြစ်ပါတယ်။ယူနိုက်တက်တရားလည်းအချိန်မှာဒီ Oliver Glasner တို့အစရှိရဲ့တော့ဒီနီးပြရာနဲ့ပုံမောက်တဲ့နီးပြ Ariola တို့အစရှိရဲ့နီးပြတွေကိုချိတ်ဆက်နေတယ်ဘယ်လိုဖြစ်လာမလဲတော့မသိဘူး။လက်အချိန်မှာဈေးကွက်ထဲမှာဆိုရင်တော့ဒီပါဇီဒန်ရှိမယ်ပြီးတော့ဇာဗီရှိမယ်ပေါ့နော်အဲ့လိုနီးပြတွေကတော့လွတ်လပ်နေတယ်ပေါ့နော်ယူတဲ့အသင်းနဲ့ဘယ်လိုနီးပြတွေခန့်အပ်သွားမလဲဆိုတာတော့တစ်ဆက်စောင့်ကြည့်ရမယ်စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ဒါကတော့ဒီနေ့ Ruben Amorim ထုတ်ခဲ့ရတဲ့အကြောင်းကိုကြော်လာရောက်ပြပေးတာပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်